Hello level 30 Hello level 45မင်္ဂလာပါစောက်ရှိရတာနဲ့စောက်လမအပိန်လုံးနေမဟုတ်လားကဲတဲ့တို့လမဘာဘီလမဟိုလေကြောတွေလည်းပြည့်ခြင်းတယ်ကြောတွေပြီးတာဟုတ်တယ်ပြီးတာပါဆက်စချင်း तू ကဂျင်းရောက်ချင်းဆိုရင်ဆမ်းမကိုစပိန်ခဏနင်းခိုင်မဟုတ်ရင်လမ်းလျှောက်ခိုင်းတယ်သွေးပူအောင်လို့ပေါ့နော်သွေးပူဆိုမှလောက်တာဆမ်းမအောက်ပိုင်းဆမ်းမအဓိကအောက်ပိုင်းဆော့ချင်တာတင်လေးတင်အဲ့လိုမျိုးလုံးဝ peach foodie လိုက်အဲ့လိုဖြစ်အောင်လုပ်ချင် You have fan arms တချင်းဟာငယ်တော့မှကွာတော်လား34 24 36ဖြစ်ချင်တာ34 24 36ဖြစ်အောင်လေအရက်ကလည်းတကားပြိစီပဲကောင်းနေအရက်ကလည်း9ပေ6မရှိ9ပေနဲ့ဆိုတော့တင်းနဲ့ဖင်ဆိုင်ကအနည်းဆုံးဟိုလောက်กว่าမနိ12လက်မလောက်กว่าမပြောမယ်ဆိုခါ23ဆိုရင်တင်းက35လောက်ဖြစ်တယ်အဲ့ဆိုလှရတယ်မခါသေးပြီးအဲ့လိုမျိုးဖြစ်ကုန်လာဒီကဂီတာရှိတ်ပေါ့နော်ပြပေါင်နေလဲပြည့်ခြင်းတယ်အဓိကကတော့ဆမ်းမရှင်ဘက်တွေဆိုလဲတက်လာလို့မျိုးပို့ပြီးတော့ချစ်လစ်ဖြစ်လာမယ်ဟမ်တင်အကုန်လုံးချင်းစောချင်းစိတ်ပေါင်လို့ဟိုအဖြစ်ပေါင်နေတဲ့ပြည့်လာမယ်ခွပေါင်လေးရတေးလေးမေဆိုပြောတရက်ပေါင်လေးကြာနေရပဲအဓိကကိုလဲပိန်သွားလို့အဲ့လိုကျင်သွားလို့လည်းတန်းနေရတော်တော်ကိုတက်ကြွား Yes 9ပေနဲ့9ပေနဲ့ဆိုရင်မဲ့ငယ်ချင်းတွေပြောတာနော်9ပေနဲ့မတူဘူးတယောက်တည်းဆိုအရက်ရှည်ထင်ရ9ပေ4လို့ပါလို့မရှိဘူးတင်35မရှိဘူးရှိကျင်တာကိုပြောတာဆရာက10လမှပဲကွာလေမို့လေတွက်ကြည့်လိုက်တာလေ34ဟိုလေတချင်းလေဆိုင်းတချင်းလေ34 24 36ပေါ့24နဲ့36ဆိုရင်12กว่าအဲ့တော့ခါ23ဆိုရင်တင်းရ35လောက်မှလှမလားလို့ကဲတော့တို့ကခါနှစ်3တင်း33နော်10လက်မှတော့กว่าပြီသားပြောပြလိုက်ပြီကုန်လုံးကြိုက်တယ် no ပြင်မာတော့ကြိုက်တယ်လူကောင်းသားသိတယ်ထင်ရတယ်မယ်သူကကုန်ကြိုက်တယ်အဓိကဘာလို့ဆော့ကျင်လဲဆိုပေါင်သေးနေလို့ပေါင်နည်းနည်းကြီးကျင်တာအဲ့ဒါပဲ